ကလောလို့ပြောလိုက်တာနဲ့ vacation home လှလှလေးတွေခေါင်းမွေးချွတ်ချွန်တဲ့အိမ်လေးတွေကိုပြင်းမြင်ကြတယ်ဟုတ်ယူကဒီနေ့တော့ကလောကယ်ဗင်ကိုရောက်နေရပါယူတို့ဒီကလောကယ်ဗင်မှာတရက်နေမယ်ပေါ့နော်ဒါကတော့ယူရဲ့ left ဒီပါယူဒီမှာအိမ်ဖြူဖြူလှလှလေးတစ်လုံးကိုငှားထားပါတယ်ဒီအိမ်လေးကတော့ mini cabin လို့ခေါ်တယ်ပေါ့နော်သူတို့မှာ3လုံးရှိတာ mini 2ခုရဲ့အကြီးတစ်ခုရဲ့ရှိတာပေါ့နော် mini က white နဲ့ black ဆိုပြီးရှိတာကျန်တာအကုန်တူတဲ့အရောင်ပဲကွဲရပါတော့ယူကတော့ white လေးကိုမှာထားပါတယ်ဘာလို့လဲဆိုတော့ဒီဟာလေးကဓာတ်ပုံရိုက်လို့ပို့လှလို့ပေါ့နော်ကဲယူ room tour ပြပေးမယ်နော်သူကဒီလိုလိုလေးဝင်လိုက်ရင်အပြင်မှာမီးတွေအရန်လှတယ်အိမ်လုံးမှာလေးမီးရ lighting တော်တော်ကောင်းတာကွာလုံးဝခိုးကတ်ထားမရှိဘူး lighting ကိုအပြည့်on ထားပြီးသူကပြီးအချင်းလုံးစကားရှိတယ်ပြီးရင်ယူရိုအောက်မှာထိုင်ဖို့နှစ်ထပ်အိမ်ပေါ့နော်နှစ်ထပ်ကယ်ဗင်ပြီးတော့အောက်မှာထိုင်ဖို့ဒီဆိုဖာလေးတွေလုပ်ပေးထားရပေါ့နော်ဒီဆိုဖာကလည်းလေ quality တော်တော်ကောင်းတာကိုသုံးပေးထားတဲ့ဒီနေ့အိညာပဲထိုင်ရတာလေပြီးတော့ယူရိုဒီမှာရေခဲတတာရှိမယ်စားဖို့မုတ်တွေရှိမယ်ဒါတော့ချက်ရှိရပေါ့နော်ပြီးရင်ရေနွေးပေးထားမယ်ဒါ2ယောက်နေဖို့တော့တည်တော်ရပေါ့နော်3ယောက်နေတော့လည်းကြက်လောက်တယ်အောက်မှာတစ်ယောက်ကတော့အောက်မှာနေရမှာပေါ့နော်အဲ့တော့2ယောက်ကပို့ပြီးတော့အဆင်ပြေပါတယ်ဒါက trailer ပါကလောမှာလေးဘယ်ဟိုတယ်မှာဒီ trailer လောက်မတန့်အောင်တကယ်ပြောတာအဲ့ဒီသူတို့အထဲမှာထည့်ထားတဲ့အမွေးနံကတော်တော်မွေးရပြီးတော့တအိမ်လုံးကလေအဲ့လိုမွေးနေရကွာကလောမှာလေယူဟိုတယ်တော်တော်များတဲဘူးရယ် vacation တော်တော်များများလေးနေဘူးရယ်ပေါ့နော်အဲ့လိုအမွေးနဲ့အရန်ကောင်းပြီးတော့ပစ္စည်းကောင်းသုံးထားတာဒီကလောကယ်ဗင်တစ်ခုပဲရှိတယ်trust me ကွာဒီလားတကယ်ကိုမိုက်တာယူကအဲ့လိုမျိုးပစ္စည်းကောင်းကောင်းလေးတွေအဲ့လိုလှလှလေးဆိုအရင်သဘောကျရလို့ဆိုတော့လေသူ IKEA တော်တော်များဝယ်ထားရထင်တယ်ယူပုံစံလေးကြည့်ရလေတော်တော်လေးကိုလှတာအဲ့လို aesthetic ဖြစ်တယ်ကွာတပုံရဲ့လိုလေလှတယ်ပြီးတော့ lighting ကိုလုံးဝမခိုးကတ်ထားအရန်မိုက်တယ်အဲ့အပြင်မှာမီးတီးတွေလည်းအများကြီးရှိသလိုအပေါ်မှာလည်းလေမီးဆိုင်တွေလည်းရှိတယ်အဲ့ဒီအိမ်မီးရလည်းဘယ်နာဖွင့်ရတယ်အဲ့ဒါအပြင်အကြိုက်ဆုံးကပလက်ပေါက်ကလည်းဘယ်နာထူးကွယ်ရနေရအဲ့လိုမျိုးတော်တော်လေးကိုအဆင်ပြေယူအကြိုက်ဆုံးအဲ vacation home ထဲမှာပါတယ်ပေါ့နော်ဈေးကလည်းတသိန်းဝင်းကျင်ဆိုတော့တန်နေကွာတအိမ်လုံးကိုလေဘယ်နာကြီးစိတ်ချမ်းသာနေရ lighting အရန်ကောင်းတော့အိမ်ထဲမှာဓာတ်ပုံပိုက်ရိုက်လဲရတယ် TikTok ဆော့လဲရတယ်ပေါ့နော်အဆင်ပြေနေလို့အရန်ကောင်းတယ်ပြီးတော့သူ့ရဲ့မှု့ရာကြီးရာလေးအရန်အဲ့လိုကောင်းတာပါရှင်ကျမလေးဘယ်လိုပြောရမလဲအဲ့ဒီအိတ်မဲဆိုပြီးတော့ခေါင်းချလိုက်တဲ့အိတ်ပြောသွားပုံမှန်ဆိုရင်အဲ့လိုနေရာစိမ့်နေပါဆိုတိတ်အိတ်မပြောတတ်ဘူးအခုတော့တော်တော်လေးကိုနှိမ့်ချက်အိတ်ပြောပါခီးပန်းလာလို့လည်းပါမယ်ထင်တယ်တော်တော်လေးကိုကြိုက်တာပါဒီဟာကတော့ယူရိုထမင်းစားတဲ့နေရာလေးကနေကြည့်နေရပါတော့ဟိုဘက်မှာကဲပင်အကြီးရှိတယ်အဲ့ဒါကအိမ်အကြီးပေါ့နော်အဲ့မှာကအခန်း2ခန်းလား3ခန်းလားမသိဘူးပါတာကွာလူ6ယောက်လောက်နေလို့ရတယ်တငယ်ချင်းအဖွဲ့နဲ့လာရင်အဲ့ဘက်ကတော်တော်လေးကိုလှတာဒါကတော့ you breakfast ပေါ့နော် breakfast ကတော့သူအလာကနဲ့မှားတာပေါ့နော်တယောက်ကိုတစ်ပွဲမှာလို့ရတယ်ပြီးတော့ခေါ်ပုံနဲ့တဝူးကြော်နဲ့free ချပေးရပေါ့နော် coffee လဲတိုက်ပါတယ်ပြီးတော့အခန်းထဲမှာလည်းဒီ coffee ထည့်ပေးထားတယ်ပေါ့နော် free တောက်လို့ရပါတယ်နှစ်ယောက်သား breakfast AC စားပြီးတော့ဒီအိမ်မှာတော့ဒီတိုင်းပဲ AC ချေးတယ်ပေါ့နော်ဘယ်မှတိတ်ရှောင်မသွားတော့နောက်ဆုံးရက်လည်းဖြစ်တော့ဒါကတော့ယူပြောတဲ့ Kevin အကြီးပေါ့နော်အိမ်အကြီးပါအဲ့တဝင်းလုံးကအိမ်အကြီးပေါ့နော်အရန်မိုက်တယ်ဒန်းနေရောတော်တော်ကျဲတာနှစ်ထပ်ကွာဒီလားတော်တော်လေးကိုလှတာနောက်ကတငယ်ချင်းနဲ့လာရင်အဲ့ဘက်နေမယ်လို့စိတ်ကူးထားသေးရဲ့အခုချိန်မှာကလောကလည်းတရက်ထဲတရက်ပူပြီးအေးလာပြီဆိုတော့လေဒီချိန်ကကလောသွားလို့အကောင်းဆုံးရသည်ပါဒီဇင်ဘာကနေဖေဖော်ဝါရီလောက်ထိနေလို့ကောင်းနေပေါ့နော်ဒီဇင်ဘာဇန်နဝါရီကတော့အေးဆုံးပဲအဲ့တော့ vacation ဟုတ်ရှာနေရဆိုရင်လေဒီကလောကယ်ဗင်ကို you are highly recommend မှာယူနေခဲ့တဲ့3ရက်ထဲမှာကလောကယ်ဗင်ကိုအကြိုက်ဆုံးပဲပေါ့နော်ဒီvacation home နဲ့မှာဆိုရင်သူကယူလို့သွားတော့ကတသိန်းဝင်းကျင်ပေးရတယ်နှစ်ယောက်တည်းဆိုရင်ဒီမီနီလေးတွေကအဆင်ပြေတယ်တငယ်ချင်းအုပ်စုလိုက်များတယ်ဆိုရင်တော့ကယ်ဗင်အကြီးရတော်တော်လေးကိုလှပြီးတော့တော်တော်လေးမိုက်တယ်ပေါ့နော်ယူလည်းနောက်ခါကျရင်တငယ်ချင်းနဲ့အုပ်စုလိုက်ဟိုဘက်အကြီးမှနေမယ်လို့စိတ်ကူးထားပါတယ်အဲ့တော့ယူကလောမှာတင်ပေးစရာ vacation home လေးတွေကပြီးသွားပါပြီနောက်ထပ်အစားတောက် vlog လေးကြံသိရမှုလို့ဆက်ဆောင်ကြည့်ပေးပါအောင်အားလုံးပဲတက်တာနောက် vlog မှာပြန်တွေ့မယ်နော်